အမရေနာလေးကတိရပါတယ်ထိတ်ကလေးတွေကိုမပြဲပါနဲ့ဖြဲရင်ယူရမယ်အမသူများဆိုရင်တပူးကို900ရောင်းတာ10ဖို့9000အမဆိုရင်အဖူး20ကို1400မယူမယ်နော်ဟမ်အမကိုရှော့ပေးရလေသူများဆိုရင်10ဖို့9000ညီမအမဆိုရင်အဖူး20ကို1400ယူရလေညီမလေးရှော့ပေးထားတယ်လေအမတို့အမနော်စွတ်တဲ့ဖြဲနေညီမလေးကိုယူရတော့မှာနော်အမဖြဲနေညီမလေးကိုယူရလိမ့်မယ်နော်အမနူးလာကြည့်ရလားရှင်းလာကြည့်ရလားညီမလေးလိုကိတ်စီရမယ်ချိုးစီရမယ်အာမခံပါတယ်အစီပြူးစီရမယ်ပြောင်းစီနေလေ6ဘူးပဲယူမလားဟုတ်လားမ6ဘူးပဲယူမလားအဲ့မောင်အဲ့နဲ့ထည့်ပေးလိုက်ပါဟုတ်ကဲ့ပါယူလိုက်လို့လေးတော့ထဲငါဘူးတော့ရလားငါဘူးတဲ့လားမရေဟိုမ3500ဘူးတဲ့အားပေးရဘယ်လိုလုပ်မလို့မဲလို့အေးခွန်6လီ42ခွန်9လီ49အဲ့ဒါလေးက1500ပါရှင်တရားတော်များသေးမရတော့ပါဘူးရှင်တရားတော်များသေးပါအောင်မများဘူးလေအမရဲ့ခွန်6လီအမဒီမှာကြည့်အစိပြူးစေရမယ်ကျဲစေရမယ်ဆိုရင်ဒီကောင်ကိုစားပါအစိကောင်းစားချင်ရင်ဒီကောင်ကိုစားပါဦးလေးရကြဟုတ်လေခွန်9လီ35လေလိုလေတော့ပြောကြည့်